အေးမဟင်းကစားတယ်ရုပ်ချောလေးနဲ့ချက်လောက်အမ view ပေးပါဦးအမဖြည့်ပေးပါဦးအမပြောပါဦးဘလို့ feedback လေးပေးပါဦးမငါနဲ့တော်တော်စားကောင်းတယ်ကွာဘယ်လိုပြောရမလဲမြန်မာပြည်ကတော့အဲ့တိုင်းပဲကွာတော်တော်စားကောင်းတယ်ကိုယ်ချက်စားဆိုတော့တိတ်လည်းစိမ်းအများကြီးမပေးရအောင်ကွာတော်တော်လက်ဆက်ပြီးကျမလည်းရင်ညွတ်တဲ့တော့အဝကျိတ်စားရတယ်ကွာမြန်မာပြည်လည်းအလွမ်းပြေတော်တော်စားကောင်းတယ်စားဖြစ်တဲ့မွေးငါရဲ့ဘေးကကိုကြိုက်တယ်အမစားဖြစ်တဲ့မွေးခါဆိုရင်တော့ totally different ဆိုပေမဲ့မွေးခါပို့ပြီးပို့အားတာပြီးပို့ကြိုက်တယ်ကွာစားဖြစ်ကြတော့အဲ့လောက်အများကြီးမစားနိုင်ဘူးသူအတုပ်ပုံစံမျိုးမွေးခါကိုပို့ကြိုက်တယ်အဲ့ဒါဟိုအမပြောပါဦးအမရုပ်ချောလေးနဲ့ပုတ်ပေးပါဦးနောက်တစ်ခါလောက်ဖတ်မပေးပါဘူးအဲ့တော့မွေးငါဘယ်ပွဲစားရလဲဖြစ်ပြောပြောပါတခါစားနှစ်ပွဲကြောက်ခက်ပြီးကြောက်ခက်ရိုက်တခါစားနှစ်ပွဲလောက်စားရင်အပြင်မှာဝယ်စားရင်မတတ်နိုင်လားလောက်ရဲ့ဈေးအရန်ပေးရတာတထေးဖြစ်နေပြီးတော့ဟုတ်တယ်တိုင်းလူတထေးတွေကလည်းပြောအမပြောအမပြောလိုက်တော့အမဒီကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လေအခုဥမာပေါ့နော်9800